အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ရဲ့ channel လေးကနေအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရစေဇာတ်လမ်းလေးကိုမစတင်ခင်ကျွန်တော်ရဲ့ channel လေးကို like subscribe လေးနှိပ်ခဲ့ပြီးဖို့တောင်းဆိုချင်ပါတယ်ဗျဒါဆိုရင်တော့ဇာတ်လမ်းလေးကိုခုပဲဆက်လိုက်ကြရအောင်ပါငါဆိုလိုချင်တာကမင်းရဲ့ခန္ဓာကိုယ်ရဲ့ဖိနှိပ်သွေးကြောနှုတ်ထွက်လာမှာပဲမင်းရဲ့ဒဏ်ရာကြီးပျောက်ကင်းနိုင်မယ်ဆိုပြီးပေချမ်းပြန်ပြောလိုက်ပါတယ်ဖူချင်းကငါမှဖိနှိပ်သွေးကြောရှိနေတော့နေဘယ်လိုသိတာလဲဆိုပြီးထပ်မိလာတော့ပေထန်းကလည်းနင်းရဲ့ပကုံးပေါ်ကဖုံးသွေးမှတ်သားကိုငါတွေးလိုက်တယ်လို့ပြန်ပြီးဖြေလိုက်ပါတယ်မမလာလာကတော့ရှက်သွားပါပြီရှက်ရှက်နဲ့ပဲဒါကငါ့ရဲ့ရှိုးဝက်ချက်ငါမိဘရဲ့အပြင်တခြားသူသိတယ်လို့မရှိသေးဘူးနင်ရသိသွားပြီဆိုတော့ငါ့ကိုတောင်းဝင်ယူတဲ့နဲ့မထင်ဘူးလားဆိုပြီးတိတ်ကြီးမေးချလိုက်ပြီလေမမတို့ကတော့ပွင့်လင်းလာခြင်းနဲ့ချက်ချင်းကြီးပါပီချန်တယောက်ကတော့မမလာလာရဲ့ပွင့်လင်းမှုကြောင့်ကြောင်းကနေပဲတောင်းဝင်ယူရမယ်ဟုတ်လားဆိုပြီးပြန်မေးလိုက်ပါရဲ့မမကတော့ပါလေငါအနေနဲ့မတန်လို့လားလို့မေးလိုက်တော့ပီထန်ကမဟုတ်ပါဘူးငါထင်တာကတော့ဒီလိုကိစ္စမျိုးဆိုတာယူဆိုင်စဉ်းစားတဲ့နဲ့ဘာလို့လဲဆိုတော့ငါမှသိသက်ထားတဲ့သူရှိတယ်မင်းရဲ့ရှိုးဝက်ချက်တွေကိုငါသိချင်လို့မဟုတ်ပါဘူးမင်းကိုကယ်တင်ဖို့လွန်ရင်အမှတ်မတင်တွေးသွားခဲ့တာပါနောက်ပြီးငါတွေးသွားတာမင်းအတွက်ပိုကောင်းတယ်ဘာလို့လဲဆိုတော့မင်းဖိနေသူရောနိုးထအောင်ကူညီပေးနိုင်တဲ့နည်းလမ်းငါမှရှိတယ်လို့ပြောလိုက်တော့မှမမတရားတကယ်လားနင်တကယ်ကူညီနိုင်တာလားငါမျိုးမျိုးစူးစမ်းကြည့်ပြီးတကားမှမအောင်မြင်ခဲ့ဘူးဆိုတဲ့အကြောင်းထုတ်ပြောလာပါရဲ့သိကြပါရဲ့ဒါမဲ့အသားပြီးသွေးကြောနှိုးသွားလိုက်ရင်ရက်လို့မရဘူးမင်းလက်ရှိအခြေအနေနဲ့နှိုးသွားလို့မရဘူးထင်တယ်ဆိုပြီးပေထန်းပြောလာတော့မမဟာသူစူးစမ်းကြည့်ခြင်းကြောင့်ပြန်ပြောလိုက်ပါရဲ့ပေထန်းကလည်းဒါဆိုလဲကောင်းပြီလေငါကြိုပြောထားအောင်မဲအခုလိုလုပ်ပေးရဆိုတာငါမင်းကိုကူညီခြင်းကိုတသက်ပဲလို့ပြောလိုက်တော့မမအင်မိန်းမတွေကိုစိတ်ဝင်စားတာလားဆိုပြီးပြန်မေးလိုက်ပါရဲ့မဟုတ်ပါဘူးငါချင်းညံချင်းမှာတခြားຢာတွေအတွက်ချိန်မပေးချင်ဘူးလို့ပေထန်းပြောလိုက်တော့မမတယောက်ကတော့နေငါ့ကိုဘာပဲလုပ်လို့တာဝန်ယူရမလို့ဆိုပြီးပြန်ပြောလိုက်ပါရဲ့ပေထန်းကလည်းဘာပဲလုပ်လို့လားဆိုပြီးစားလိုက်တော့မမတယောက်ဟုတ်မှန်ကြောင်ရှက်ရှက်နဲ့ပဲပြန်ပြောနေပါရဲ့မင်းရင်နားယူလိုက်ပါဦးငါမင်းတို့ဆေးပေါ်ပြီးတန်ရရင်ကုပေးအောင်မယ်မင်းရဲ့တန်ရည်တည်ငြိမ်သွားမှဖိနေသွေးကြောကိုနိုးထအောင်ကူညီပေးမယ်နောက်ပြီးငါပြန်မလာမချင်းဒီနေရာထွက်မသွားနဲ့နော်မိသားမျိုးနွယ်တွေတွေ့တိုင်းအန်ဒီဖြစ်မှာစိုးလို့ပေထန်းပြောလိုက်တော့မမတယောက်လည်းနင်းလဲကျူးဆိုင်ဆိုပြီးပြန်ပြောလိုက်တယ်လေပေထန်းတယောက်ကတော့အပြင်ကိုထွက်လာတော့လင်ကလည်းပြန်ရောက်လာပါရဲ့လင်ကတယောက်သူခုလာတဲ့ဆေးဘက်ဝင်ပစ္စည်းတွေကိုပြလိုက်တော့ပေထန်းကဒီမှာဆေးမယ်တွေရှိနေတာပဲလင်ကငါအစွမ်းမြင့်တဲ့ဆေးဘက်ဝင်ပစ္စည်းတွေထပ်ပြီးလိုသေးတယ်မင်းကတော့တောက်ခုပေးနိုင်မလားလို့ပေထန်းမိလိုက်တော့လင်ကလည်းခုပေးမယ်ဆိုပြီးထွက်သွားပါရဲ့ပေထန်းကတော့ခိုင်းမဲခိုင်းနေတော့တာပါပေထန်းလည်းလင်ကခုလာတဲ့ဆေးဘက်ဝင်ပစ္စည်းတွေနဲ့တန်ရာကုသနိုင်တဲ့ဆေးရည်တစ်မျိုးကိုပေါ်ဆက်လိုက်ပြီးသူကိုယ်တိုင်တောက်ကြည့်လိုက်တော့ဆေးရည်ကတကယ်အိုင်နစ်တင်ရှိနေပါတယ်ဒါနဲ့ပဲမမလှလှစီကိုသွားလိုက်ပြီးသူပေါ်ဆက်လာတဲ့ဆေးရည်ကိုတိုက်လိုက်ပြီးတန်ရာကိုကုသခိုင်းလိုက်ပါတယ်မင်းအချိန်တိုင်းတာတစ်ခုဒီကုသလိုက်ရင်တက်တာလာမှာပါဆိုပြီးပေထန်းလည်းထွက်လာလိုက်ပါတယ်လင်ကတယောက်လည်းပေထန်းလိုချင်နေတဲ့ဆေးမယ်တွေကိုခုပြီးပြန်ရောက်လာပြီလေပေထန်းကပဲလင်ကကြီးငါ့ကိုဒီဆေးမယ်တွေတန်မအောင်လုပ်ပေးပါအောင်ဆိုပြီးထပ်ပြီးခိုင်းမြန်ပြီလေဟိုကလည်းလုပ်ပေးရှာပါရဲ့ဝင်းကျင်ကြောက်တုံးတဲတုံးထုတ်ပေးလိုက်ပြီးလင်အားနင်းပင်ပန်းသွားပြီးဒါတွေကိုစားပြီးအနားယူလိုက်အောင်လို့ပေထန်းပြောလိုက်တော့လင်အားတယောက်တော့ပြောပြီလေချက်ချင်းပဲဝင်းကျင်ကြောက်တုံးတွေကိုဝါမျိုးလိုက်ပြီးအနားယူသွားပါရဲ့ပေထန်းတယောက်ကတော့လင်အားအနားယူသွားတော့မမအတွက်လိုအပ်တဲ့ဆေးလုံးကိုစားပြီးဖော်ဆက်နေတယ်လေနောက်ဆုံးတော့ဆေးလုံးဖော်ဆက်တာအောင်မြင်သွားပါပြီဒါနဲ့ပဲမမလှလှစီကိုသွားလိုက်ပြီးအချိန်ကြီးကြည့်တော့မမရဲ့ဒဏ်ရာအရန်ပြင်းထန်လုံးတော့မတက်တာသေးပါဘူးပေထန်းစစ်စစ်ကြည့်လိုက်တော့ဒဏ်ရာတည်ငြိမ်သွားပြီမဲ့အတွင်းဒဏ်ရာကြီးအရန်ပြင်းထန်နေပါသေးတယ်ပေထန်းကပဲမင်းအခုအချိန်နေနဲ့ဖိနေသွေးကြောကိုနိုးထစီလိုက်ရင်မင်းတောက်မခံနိုင်မှသိုးတယ်လို့ပြောလိုက်တော့မမတယောက်ဘလို့ပဲဖြစ်ဖြစ်ဆက်လုပ်ဖို့ပြောလာပါရဲ့ကောင်းပြီဒါဆိုလဲစားကြတာပေါ့ရော့မင်းဒီသေးလုံးကိုအရင်တောက်လိုက်ဆိုပြီးသေးလုံးကိုပေးလိုက်ပါရဲ့ပေထန်းလဲမီးတော့ကိုထုတ်လိုက်ပြီးဖိနေသွေးကြောနိုးထဖို့ကမီးတော့နဲ့မျှခေါ်မှရမယ်ငါမင်းရဲ့ခန္ဓာကိုယ်တွေကိုခြံလန်ဝင်းကျင်မီးတော့ထည့်ပေးမယ်မီးတော့ရဲ့လောင်ကျွမ်းမှုတန်ကိုမခံနိုင်ရင်တော့ငါတို့စူးစမ်းထားတာတွေလက်ကားဖြစ်လိမ့်မယ်လို့ပေထန်းပြောလိုက်တော့မမကဆေးကိုတောက်လိုက်ပြီးငါနာကျင်ရမှာမကြောက်ဘူးစားလိုက်ကြရအောင်ဆိုပြီးပြန်ပြောလိုက်ပါရဲ့တကယ်ကိုခေါင်းမာတာပါမမတယောက်ကတော့မီးတော့လောင်ကျွမ်းမှုတန်ကိုစိတ်ခံနေရတယ်လေပေထန်းလဲဝင်းကျင်စွမ်းအားစူးစီးကြောက်တွေကိုထုတ်လိုက်ပြီးအနီးနားမှာရှိတဲ့ဝင်းကျင်စွမ်းရည်တွေကိုစူးစီးလိုက်ပါရဲ့ခုလိုစူးစီးရလဲမမလှလှအတွက်ပါဒါပေမဲ့အနီးနားဝင်းကျင်စွမ်းရည်တွေကအများများနေတော့ပေထန်းလဲဒီလောက်များတဲ့ဝင်းကျင်စွမ်းရည်တွေကိုအလကားဖြစ်ကန်လို့တော့မဖြစ်ဘူးငါရဲ့တိုင်းကျင့်တဲ့ခန္ဓာကိုတိုးတက်အောင်လုပ်ရမယ်ဆိုပြီးသူပါလိုက်ပြီးကျင့်ကြံနေပြီလေပေထန်းလက်ရှိခန္ဓာအားနေနေသေးတော့ကျင့်နေမအောင်မြင်သေးပဲခန္ဓာကိုယ်ကအကွဲလာပါရဲ့အောင်မြင်ဖို့ဆိုရင်တော့ဝင်းကျင်စွမ်းအားတွေကိုတန်မာတဲ့သိလုံးအဖြစ်ပြောင်းဝင်အောင်လုပ်နိုင်မှအောင်မြင်မှာပါပေထန်းလဲအရေးဆုံးပြီးစွမ်းအားကုန်သုံးပြီးကျင့်ကြံလိုက်တာနောက်ဆုံးတော့အောင်မြင်သွားပြီလေတိုင်းစရာအဆင့်နှစ်ကိုပါရောက်သွားပါရဲ့ပေထန်းရဲ့တိုက်ခိုက်နိုင်စွမ်းကလည်းပိုပြီးတန်မာလာပြီလေအဲဒီချိန်ကိုဝဘက်ကအတန်နေကြားလိုက်လို့ပေထန်းထွက်ကြည့်လိုက်တော့ရွှံမိတ်စာဖြစ်နေပါရဲ့ကောင်းစိုးလေးမင်းဘယ်ကိုပြေးလို့လုံးအောင်မလဲလို့ပြောပြီးရွှံမိတ်စာဘက်ကစပြီးတိုက်ခိုက်လာတော့ပေထန်းလဲအေးခဲချတိုင်းခွက်နဲ့အလွယ်တကူကာလိုက်ပါရဲ့ရေခဲလက်တီနဲ့ပြစ်လိုက်တော့ဟိုမိတ်စာကောင်ခဲနေပြီလေပေထန်းလဲပြေးထိုးဖို့လုပ်လိုက်တဲ့အချိန်ဟေးတောင်ရဲ့တိုက်ခိုက်မှုနဲ့အတူမိတ်စာမပါထပ်ရောက်လာပါရဲ့လာတာတော့ပဲငါရဲ့တိုင်းကျင်းတဲ့ခန္ဓာဆွမ်းအောင်မင်းတို့နဲ့စမ်းသက်ကြည့်ရမယ်ဆိုပြီးပေထန်းပြောလိုက်တော့ရွှံမိတ်စာဟေးလောင်နဲ့ပိုင်ရဒီကောင်နဲ့ထူးဆန်းနေငါတို့အတူတူပေါင်းပြီးတိုက်ခိုက်ကြမယ်ဆိုပြီးသုံးကောင်သားပြေးတိုက်ပြီလေပေဟန်လည်း၃ယောက်တယောက်ကိုလက်ရည်တူပြန်ပြီးတိုက်ခိုက်နေပါတယ်ရွှံမိတ်စာအလစ်ချောင်းပြီးနောက်ကနေလမ်းနဲ့ပြစ်လိုက်တော့ပေဟန်တယောက်လည်းကာလိုက်ပြီးမိစာကောင်ကိုပြေးထုတ်လိုက်တာဟိုကောင်လွတ်ထွက်သွားပြန်ပြီလေတိုက်ပွဲကတော့ပြင်းပြင်းထန်ထန်ကိုတိုက်ခိုက်နေကြတာပါပေဟန်တယောက်သူ့ရဲ့တရိုး၃ချောင်းကိုသုံးပြီးတိုက်ခိုက်လိုက်တော့ဟို၃ကောင်တရိုး၃ချောင်းနဲ့တိုက်ပတ်နေပြီလေအဲဒီအချိန်ပဲမမလှလှတယောက်ဖိနေသွေးကြောနိုးထသွားပါပြီမိသား၃ကောင်လည်းအချိန်နေသည့်လိုထွက်ပြေးကြပါတယ်ဒါပေမဲ့မမတယောက်ကတော့ update လုပ်ထားတဲ့မမဖာရှင်တူနဲ့လိုက်ပြီးအသေးပြေးနေပြီလေအဲဒီအချိန်ပဲရုတ်တရက်ဟို၃ကောင်ကိုဖမ်းဖို့အစီရင်တစ်ခုပေါ်လာပါတယ်သူတို့လည်းအစီရင်ကိုဖျက်ဆီးပြီးပြေးဖို့လုပ်လိုက်ပေမဲ့ဖမ်းမိသွားတယ်လေ
ရောက်လာတာကတော့ကျွန်တော်မမကေဟာသခင်ပါဒီကောင်လေးရှုပ်နေလို့မင်းတို့ပြန်လာဖို့နောက်ကျနေတာမထူးဆန်းပါဘူးမင်းတို့အဆင်ပြေလားလို့ကေဟာသခင်မေးလိုက်တော့ပေချမ်းနဲ့ဖူချင်းလည်းအဆင်ပြေကြောင်းပြန်ပြောလိုက်ပါတယ်ဒါနဲ့ပဲကျွန်တော်မမကေဟာသခင်လည်းသူတို့နှစ်ယောက်ကိုတခါတည်းပြန်လိုက်ခဲ့ဖို့ပြောလိုက်ပြီးသူ့ရဲ့သားရဲကိုဖင့်ခေါ်လိုက်ပါတယ်သူတို့ပြန်လာနေလမ်းမှာဖူချင်းကကေဟာသခင်ဒီမိသားသုံးကောင်ဘယ်လိုလုပ်ဖို့စီစဉ်ထားလဲလို့မေးလိုက်တော့ဒီရှင်းတော်အင်ပါယာမှာမိသားတွေပေါ်ထွက်မလာတာတော့ကြာပြီအခုမော်လင်တောင်မှာပေါ်ထွက်လာတော့နောက်ွယ်မှာအကြံစီတစ်ခုရှိနေနိုင်တယ်သူတို့ရှင်းတော်တော်ဝင်မျိုးနဲ့ဒီအပ်ပြီးစစ်သေးကိုင်းလိုက်မယ်သူတို့ကိုယ်တိုင်တေးသေးကြကြစစ်သေးလိုက်မယ်လို့ပြီးပြောလိုက်ပါတယ်တစ်သက်တည်းမှာပဲဖူချင်းမင်းတိုင်းပိုးပေးအဆင့်ကိုရောက်သွားပြီလားဆိုပြီးမေးလိုက်တယ်လေဖူချင်းကလည်းပေချမ်းရဲ့ကူကြီးနဲ့တိုင်းပိုးပေးအဆင့်ကိုရောက်သွားပြီဖြစ်ကြောင်းပြန်ပြေးလိုက်ပါတယ်ခေယာသခင်ကပေချမ်းဖူချင်းကအခုတိုင်းပိုးပေးအဆင့်မှာဆိုတော့မင်းတိုက်ခိုက်ဖို့အဆင်ပြေရလားလို့မေးလိုက်တော့ဖူချင်းကပဲပေချမ်းနဲ့တိုက်ပွဲကိုသူမဘက်ကရှုံးပေးပြီဖြစ်ကြောင်းပြောလာပါတယ်ဖူချင်းလက်ရှိမှာနေကအရန်တော်တယ်ဆိုမဲ့ငါလည်းမညံ့ပါဘူးဟာငါထင်တာတော့နည်းနည်းငါမျက်မျက်တတပြိုင်နေတယ်ငါတို့ရဲ့ခင်မင်မှုနဲ့မရောရှက်တဲ့ဘူးလို့ပေချမ်းပြောလိုက်တော့မှဖူချင်းတရားတိုက်ခိုက်ဖို့သဘောတူလိုက်ပါတယ်ပေချမ်းရင်းရက်ကမူးစင်ဟိုင်ငါစီကိုရောက်လာတယ်နင်းကိုခေယာကနေမောင်းထုတ်ခိုင်းနေတယ်ဘယ်လိုရန်ညိုးတွေရှိနေလို့လဲတကယ်လို့စင်ပြေငါ့ကိုပြောပြနိုင်တယ်လို့ခေယာသခင်ပြောလာတော့ပေထန်းကလည်းမူးအိမ်ကကိစ္စကိုကျွန်တော်ဖြေရှင်းနိုင်ပါတယ်ခေယာသခင်ကျွန်တော်ကိုမူးတဲ့အိုင်နဲ့တွေ့လို့ရအောင်စီစဉ်ပေးပါကျွန်တော်ဆွေးနွေးကြည့်မယ်ဆိုပြီးပြန်ပြောလိုက်ပါတယ်သူတို့သုံးယောက်လည်းခေယာကိုပြန်ရောက်လာကြပါပြီမင်းတို့ကိုနောက်မှပဲသူချင်းမြင်တော့မယ်အခုတော့အရင်နားယူလိုက်ကြပါအောင်လို့ပြောပြီးခေယာသခင်လည်းထွက်သွားပါပြီဖူချင်းကတော့ပေထန်းနင်းရဲ့ channel ဝင်းကျင်ပြီးကငါ့ရဲ့ဖိနေသူကြောင့်လည်းတသားတည်းဖြစ်နေပြီငါနင်းကိုပြန်ပေးလို့မရတော့မှသိုးတယ်ဒါပေမဲ့နင်းသိမ့်မပူပါနဲ့ငါတခြားအရာတခုအစားထိုးပြီးပြန်ပေးပါမယ်လို့ပြောလာတော့ပေထန်းကဘာပြန်ပေးမှလဲဆိုပြီးမိလိုက်ပါရဲ့နင်းအကူကြီးလိုတဲ့အချိန်သာပြောပါဘာမှမဆိုလုပ်ပေးပါမယ်လို့ဖူချင်းပြောလာတော့အေးပါဒါကိုကြွေးမှတ်ထားလိုက်အောင်မယ်နောက်အကူကြီးလိုပြောမယ်ဒါနဲ့မင်းကတီတီငိမ့်ငိမ့်နေအရန်ချစ်ဖို့ကောင်းတာပဲလို့ပေထန်းစားလိုက်တော့ဖူချင်းတယောက်ငါဒီပြောနေတာဆိုပြီးရှက်နေပြီလေပေထန်းကလည်းမမအောင်နှုတ်ဆက်ပြီးအနားယူဖို့ပြန်လာလိုက်ပါတယ်နောက်တစ်ခါမှတော့ဆက်သွယ်ရေးပလဲကနေတဆင်ကေရသခင်ကပေထန်းမွေးရင်ကလူတွေခွင့်ကြုံဆမ်းမှာမင်းကိုစောင့်နေတယ်လာတွေ့လိုက်ပါအောင်ဆိုပြီးပြောလာပါတယ်ပေထန်းလည်းဒီမွေးရင်ကလူတွေအရန်တော့တာပဲလို့ရေယုံရင်ထွက်လာလိုက်တယ်လေခမ်းမစီကိုရောက်တော့ကေရသခင်ကျွန်တော်တို့နဲ့တီးတန်စကားပြောချင်ပါတယ်လို့ခွင့်တောင်းလိုက်တော့ကေရသခင်လည်းရှောင်ပေးလိုက်ပါတယ်ဒီရက်ထဲမင်းတို့ငါ့ကိုလာရှာနေတယ်လို့သတင်းကြားတယ်လို့ပေထန်းပြောလိုက်တော့ဝမ်ဖုံးကငါတို့မင်းကိုရှာတာငါညမနာမှာမင်းကိုမမြင်ချင်တော့လို့မင်းထပ်ပြီးကတ်တွေနေဦးမယ်ဆိုရင်တော့ငါတို့မွေးရင်အစိုးမစုံတယ်လို့ပြောလာပါတယ်မင်းတို့ကငါ့ကိုချင်းချောင်းနေတာလားလို့ပေထန်းမေးလိုက်တော့ဝမ်ဖုံးကပဲဟုတ်တယ်ချင်းချောင်းတော့ဘာဖြစ်လဲလို့ပြောနေတော့ပေထန်းကတော့မင်းစောက်စကားတော်များတာပဲဆိုပြီးတီးထုတ်လိုက်တာမှောက်သွားပြီလေဝမ်ဖုံးကတော့သူတီးခံလို့လမ်းကိုထုတ်လိုက်ပြီးတော့တကြီးတိုက်ခိုက်လိုက်တော့ပေထန်းတယောက်တသားရပဲပြန်တိုက်လိုက်ပါတယ်ဟိုကတော့သူ့လန်သူ့ပြန်မထိုက်တာကန်ကောင်းနေပါပြီမင်းရဲ့ရည်ချင်းလေးနဲ့ငါ့ကိုချင်းချောင်းရဲရလာဆိုပြီးပေထန်းတယောက်ဝမ်ဖုံးကိုလောင်နေပြီလေမူတိုင်ဟာတော့ဒေါသတော်တော်ထွက်နေပါတယ်ပေထန်းငါမင်းကိုနောက်ဆုံးချိန်မေးမယ်မင်းမူးရန်ရှိနေအသက်တွေဖြတ်မှလားမဖြတ်ဘူးလားလို့မေးတာတော့ပေထန်းငါပြောပြီးပြီပဲမင်းတို့တက်ကမေးနေတာမမဟုတ်ဘူးလားဆိုပြီးပြန်ပြောလိုက်ပါတယ်မူတိုင်ဟိုင်တယောက်ဒေါသထွက်ပြီးတိုက်ခိုက်ဖို့လုပ်လိုက်တယ်လေဝမ်ဖုံးလည်းမြောက်ပင့်ပေးနေပါတယ်သူတို့နှစ်ယောက်ရဲ့တိုက်ခိုက်မှုကြောင့်ဘေးမှာရှိတဲ့အရာဝတ္ထုတွေပါဝင်ဝမ်ဖုံးမှလွတ်ထွက်သွားတယ်လေဒီကောင်တိုက်ခိုက်နေတယ်ဘာဖြစ်လို့ဒီလောက်မြည်နေရတာလဲဆိုပြီးမူတိုင်ဟိုင်တယောက်ကတော့အံ့ဩနေပြီလေသူပဲလေကြီးလေးကျယ်တွေပြောပြီးသူပဲပေထန်းရဲ့တိုက်ခိုက်မှုတွေကိုအသေးတန်ခုခံနေရတာပါနောက်ဆုံးတော့ငနေသားဒဏ်ရာရသွားပြီလေသူပေချမ်းဒီပြဿနာပိုကြီးသွားပြီငါဒီကြောင့်မိုးအိမ်တော်ကေရတကင်ကိုတင်ပြမယ်လို့ပြောပြီးမကြည်မနဲ့ပဲနှကောင်သားထွက်သွားကြပါပြီမိုးတန်တိုင်းဝန်းကျင်အသိချောက်မှာရှိတော့မင်းကလက်ရည်တူတိုက်ခိုက်နိုင်တော့ကိုဒါပေမဲ့မိုးအိမ်ကိုကူးလို့ရန်စားထားတာလက်တော့ပြန်မှမကြောက်ဘူးလားလို့ကေရတကင်မေးလာတော့ပေချမ်းသူတို့ကျွန်တော်ထင်သေးနေတာအရင်ကကျွန်တော်ကဘာသွမ်းသားမှမရှိလို့အခုသူတို့လူကြီးကိုပညာပြလိုက်တော့မိုးအိမ်တော်တခင်သာစဉ်းစားတဲ့ရင်လက်တော့ပြန်မှမဟုတ်ပါဘူးဆိုပြီးပေချမ်းကတော့ခိုင်ခိုင်မာမာပဲပြောလိုက်ပါတယ်ကေရတကင်ကလည်းမင်းတွက်ချက်တာမစိုးဘူးဆိုပြီးချီးကျူးနေပြီလေတစ်သက်တည်းမှာပဲကေရတကင်ကမင်းမိသားမျိုးနွယ်တွေကိုဖမ်းဆီးပေးထားတယ်ဆိုတော့မင်းနဲ့ဖူချင်းကိုစူးချရမယ်မင်းတို့နှစ်ယောက်ကိုဝင်းကျင်သွေးရည်ကန်မှာ3ရက်4ကျုံဝင်ပေးတယ်လို့ပြောလာတော့ပေတန်းလဲဝင်းကျင်သွေးရည်ကန်ဆိုတာဘာလဲဆိုပြီးပြန်မေးလာတယ်လေဝင်းကျင်သွေးရည်ကန်ဆိုတာကတော့လန်ဟော်တိုင်းကေရရဲ့ဘိုးဘေးတွေကတေးပီစီပေါင်းများစွာနဲ့ဖန်တီးထားတဲ့ရေကန်မှာအဲ့ဒီရေကန်မှာဝင်းကျင်စွမ်းရည်တွေအများကြီးစူးစီးထားပါတယ်ခန္ဓာကိုယ်တန်မာဖို့အတွက်ကျင့်ကြံဖို့အသိအောင်ဆုံးနေရာတစ်ခုပါပေတန်းတယောက်ကတော့သူ့ရဲ့တိုင်းကျင့်တဲ့ခန္ဓာကိုယ်အတွက်အသိတော်တယ်ဆိုပြီးရှင်းနေပြီလေခေရတခင်ကမင်းဒီမိန်းပြားကိုယူထားဒါနဲ့ဆိုရင်ဝင်းကျင်သွေးရည်ကန်ကိုအလွယ်တကူဝင်လို့ရတယ်ဆိုပြီးမိန်းပြားတစ်ခုထုတ်ပေးလာပါတယ်ပေတန်းကတော့လောဘကြီးပြီးနောက်ဘယ်လိုလုပ်ရင်ထပ်သွားနိုင်နေလဲဆိုပြီးမေးလာပြီလေမင်းအသင်တမန်ချက်နှစ်ကိုရောက်ရင်နောက်တစ်ချိန်ဝင်ခွင့်ရမယ်စင်တမန်ချက်1နေရာကိုရောက်ရင်တော့2ချိန်ဝင်ခွင့်ရမယ်လို့ခေရတခင်ပြောလာတော့ပေတန်းလည်းသဘောပေါက်သွားပြီးကျင့်ကြံမှုထွက်သွားလိုက်ပါတယ်ပေတန်းတယောက်ရေကန်ကိန်းပေါက်ရောက်တော့အကြီးကဲဒီမှာဝင်ပြီးကျင့်ကြံမှုခွင့်တောင်းလိုက်ပါတယ်ကြီးကဲကလည်းအမိန့်များတောင်းကြည့်လိုက်ပြီးမင်းအခုမှဒီကိုလာဘူးတာမလားခေရဟိုဘာတွေကျိုးယူခဲ့လို့ကူးလို့လာခွင့်ရတာလဲဆိုပြီးမေးလာတော့ပေတန်းလည်းကျွန်တော်မိသားမျိုးနွယ်တွေကိုကူပြီးဖမ်းမိနိုင်ခဲ့လို့ဆိုပြီးပြန်ပြောလိုက်တော့အကြီးကဲတယောက်အံ့ဩသွားပြီလေပထမနေ့ကျောင်းသားစူးပေတန်းဖြစ်ကြောင်းပါသိလိုက်ရတော့ပိုလို့တော့အံ့ဩသွားပါတယ်ပေတန်းလည်းကျွန်တော်ကျင့်ကြံလို့ရပြီလားလို့မေးလိုက်တော့မှအကြီးကဲတယောက်ကျင့်ကြံမှုလွတ်လိုက်ပါတယ်မထားကောင်လေးရေကန်ထဲမှာ3ရက်ပဲကျင့်ကြံလို့ရမယ်3ရက်ပြည့်လို့မှထွက်မလာရင်မင်းရဲ့ခန္ဓာကိုယ်ကပေါက်ကွဲသွားလိမ့်မယ်ဆိုပြီးတတိပေးလိုက်တယ်လေပေတန်းလည်းတတိပေးလို့ကျေးဇူးတင်ကြောင်းပြောပြီးကျင့်ကြံမှုထဲကိုဝင်သွားပါတယ်ထဲကိုရောက်တော့ပေတန်းတယောက်ဝင်းကျင်စွမ်းရည်နဲ့အများကြီးရှိနေတာပဲလို့ရေရွရင်အဝတ်တွေချုပ်ပြီးကျင့်ကြံမှုရေစင်းထိန်လိုက်ပါတယ်နောက်ဘက်ကအတန်ကြားလို့လဲကြည့်လိုက်တော့မမလာလာဖြစ်နေတယ်လေဒီပိုင်းလေးကတော့ဒီလောက်ပါပဲဗျတစ်တွေကိုနေရာနေပါတက်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးနှိပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်ဗျကျွန်တော်မဖုတ်ပါအားလုံးကျေးဇူးတင်ပါတယ်ဗျ